အားလုံးပဲမင်္ဂလာပါ HKK DIY နဲ့ကြိုဆိုပါရစေကျွန်တော်ဒီနေ့ဒီ Wi-Fi UPS လေးအသုံးပြုပုံလေးကိုမှတချို့ customer လေးတွေနားမလည်သေးတယ်ကျွန်တော်ရှင်းပြပေးသွားမယ်ကျွန်တော်တို့ Wi-Fi UPS မှာသူကမီးပြတ်သွားပြီလဲဆိုရင် Wi-Fi လိုင်းမကျအောင်ထိန်းပေးတဲ့ပစ္စည်းလေးပေါ့ device လေးတစ်ခုပါ Wi-Fi UPS မှာပါတဲ့ကြိုးလေးကိုကျွန်တော်တို့ပုံမှန်ကျွန်တော်တို့ဒီမှာကျတော့plug box ကနေလာပြီးတော့မှတက်တဲ့ကြိုးပေါ့နော် Wi-Fi set မှာ original ပါတယ်ဒီ adapter လေးပုံမှန်ဒီလိုထိုးထားတာနော်ပုံမှန်ဒီလိုထိုးထားတာပုံမှန်အဲကျိုးလေးကိုဖြုတ်ထားမယ်ဖြုတ်ပြီးတော့မှ Wi-Fi set မှာပါတယ်ဒီတွဲဖို့အောက်ဝတ်ကျိုးဒီမှာထည့်မယ်ပေါ့နော်ဒါဆိုမြင်ရတာမသိဘူးမီလီစိမ့်လာပြီသူအလုပ်လုပ်ပြီးခင်ဗျာဟုတ်ကဲ့ Wi-Fi set မှာပါတယ် original ဒီ adapter လေးကိုကြာတော့ကျွန်တော်တို့ဒီမှာတွဲဖို့ in ဆိုတဲ့နေရာမှာကျွန်တော်တို့ charging ပေးမယ်ပေါ့နော် charging ပေးမယ်ဒါဆိုမီးနေတယ်ဆို charging ဖြစ်နေပြီWi-Fi လည်းဒီမှာအလုပ်လုပ်နေပြီခင်ဗျာဟုတ်ကဲ့သူရဲ့ဘယ်လိုလုပ်လို့လဲဆိုရင်သူကမီးပြတ်သွားတယ်ဆိုရင် Wi-Fi လိုင်းမကျတော့ခင်ဗျာဟုတ်ကဲ့ကျွန်တော်ဒီဘက်ကနေပြီးတော့ကျွန်တော်ဒီဘက် plug box ကိုဖြုတ်ပြမယ်ခဏလေးပို့ကောလုပ်ပြီဟုတ်ကဲ့ဒီမှာကျွန်တော်မီးပြတ်သွားပြီပေါ့ဗျာကျွန်တော် adapter လေးဖြုတ်လိုက်ပြီနော်မီးပြတ်သွားပြီလို့ဆိုရင် Wi-Fi ကလိုင်းမကျဘူးနော်ဒီမြင်ရလားမသိဘူး Wi-Fi လိုင်းမကျဘူးမီးလေးစိမ့်နေတယ်ခင်ဗျာဟုတ်ကဲ့မီးပြတ်သွားတယ်ဆိုရင်ဒီ device လေးတွေကနေပြီးတော့ battery ကိုမှထုတ်သုံးပြီးတော့မှလိုင်းမကျအောင်ထိန်းပြီးတဲ့ UPS လေးပါခင်ဗျာဟုတ်ကဲ့ဒီပြက်မီးလာတာထားပြောင်းစရာမလိုဘူး power bank လေးလို့လဲတချို့က power bank လား power bank လားလဲ power bank နဲ့တော့တူတဲ့ဒါပေမဲ့လုံးဆောင်မှုချင်းကကြတော့အများကြီးကွာခြားတယ်ဒီကောင်ကြောင့် Wi-Fi လုံးဝကျစီမှာမဟုတ်ဘူး gain ဆော့တဲ့သူတွေအတွက်ဒီကို online shop လုပ်တဲ့သူတွေကိုလုံးဝအဆင်ပြေတယ်ခင်ဗျဟုတ်ကဲ့ဒီ Wi-Fi UPS အတွက်ဆိုရင်ကျွန်တော်ဒီလို BF News 2000 မဲ့နဲ့ရိုက်ပေးပါတယ်ခင်ဗျဟုတ်ကဲ့အာမခံက6လပါပါတယ်6လအတွင်းမှာအာမခံတာဖြစ်တစ်စုံတစ်ခုဖြစ်ခဲ့တဲ့ဆိုရင်အားလုံးတာဝန်ယူပါတယ်မှားမယ်ဆိုရင်9966316ကိုဖုန်းဆက်ပြီးတော့မှာလို့ရပါတယ်691615 Viber မှာလည်းသိစိတ်ဆွေးနွေးပြီးတော့မှာယူလို့ရပါတယ်ခင်ဗျဟုတ်ကဲ့အားလုံးကိုကျေးဇူးတင်ပါတယ်